Okay, so ဒီနေ့တော့နည်းနည်း challenging ဖြစ်တဲ့ပုံစံတွေ့ကြည့်မယ်ပေါ့နော်အဲ့တော့ dy over dt က t y yeah y over t e power t နဲ့ y over square root of 1 over y square ပေါ့နော်ဒီပုံစံရှင်းကြည့်မယ်ဒီမှာ variable က y နဲ့ t ပေါ့နော်အဲ့တော့ y ကိုဘယ်ဘက်မှာထားလိုက်မယ် dy ကဘာနဲ့ညီမလဲ t e power t dt နဲ့ညီမယ်နော်အဲ့တော့ integrate both side okay နှစ်ဖက်စလုံးကို integrate လုပ်မယ် okay အဲ့တော့ integration of y square root of 1 plus y square dy ကဘာနဲ့ညီမလဲ integration of t e power t dt okay နော်အဲ့တော့ဒီလိုရထားပြီအဲ့တော့ကျမက left hand side တက် right hand side တက်ခွဲမယ်ပေါ့နော်လောဆယ်တော့ left hand side ကိုအရင်ရှင်းမယ် left hand side เนาะဘယ်ဖက်ပေါ့เนาะအဲ့တော့ဘယ်ဖက်ကိုအရင်ရှင်းတော့ဘယ်ဖက်ရဲ့ function မှာ use substitution rule เนาะ substitution rule နဲ့တွားမယ် substitution rule အဲ့တော့ let ကျမဘာကိုထားလိုက်မလဲ u ကို1 plus y square ထားလိုက်မယ်အဲ့တော့သူ့ကို differentiate လုပ်တာက 2y dy ရမယ်ဒါပေမဲ့ဒီမှာရှိတာက y dy ပဲအဲ့ဒါကြောင့်မလို့2ကိုဟိုဘက်ကိုပို့မယ်1 half du equal to y dy okay အဲ့တော့ဒီမှာဘယ်လိုရတော့မလဲ integration of square root of 1 plus y square ဆိုတာပါလေ u into y dy ကဘာနဲ့ညီလဲ1 half du so 1 half ကိုရှေ့ထုတ်လို့မယ်ဒီမှာ1 half okay เนาะအဲ့တော့1 over 2 u ရဲ့ power မှာ1 half ရှိရပေါ့နော် power ကိုတစ်ပေါင်း power နဲ့စားတော့3 over 2 divided over 3 over 2 okay အဲ့တော့1 half ပြီးတော့ဟိုဒီက3 over 2ပိုင်းခြေက3 over 2เนาะအဲ့တော့ပိုင်းခြေကိုအစားနေအစားကိုမြောက်ပြောင်းပြန်လန်တော့2 over 3 u power 3 over 2အဲ့တော့ဒီနှစ်ခုကိုခြေလိုက်တော့1 over 3 u ဆိုတာဘာနဲ့ညီလဲ1 plus y square the whole power 3 over 2အဲ့တော့ဒီဘယ်ဘက်ကို integration လုပ်တဲ့တန်ဖိုးလေးကိုရလာပြီအဲ့တော့ကျမဒီဘက်မှာ right hand side ပေါ့နော်ညာဘက်ကို integration လုပ်တဲ့တန်ဖိုးပြန်ပြီးမှရေးမယ်ပေါ့နော်အဲ့တော့ဒါခဏနေ value ထည့်ရလွယ်အောင်ကျမဒီရပေါ့နည်းနည်းအောက်ဆုပ်ထားလိုက်မယ်ဒီလောက်ပေါ့နော်okay ဒီလောက်ဆိုအဆင်ပြေပြီပြီးတော့ဒီဘက်က right hand side ကိုရှင်းမယ်ဆိုရင်ဘာတွေရမလဲအဲ့ဆိုလို့ရှိရင် right hand side က by integration by parts နဲ့ပဲရှင်းလို့ရမယ်ပေါ့နော်ဘာလို့လဲဆိုတော့သူက substitution rule နဲ့ရှင်းလို့မရဘူးเนาะအဲ့တော့ဘာလို့ substitution rule နဲ့ရှင်းလို့မရလဲ e power t ကို integrate လုပ်လိုက်ရင် t dt မရအောင်ဟုတ်တယ်เนาะ t dt or sorry differentiate t dt ကို differentiate လုပ်လိုက်ရှင်လဲ e power t မရအောင်เนาะအဲအကြောင်းမလို့ substitution rule နဲ့တွားလို့မရအောင် integration by parts နဲ့တွားရမယ် integration by parts က u okay เนาะ u ထားရမယ်ပြီးရင်တစ်ဖက်မှာ dv ထားရမယ် u ကဘာလဲ differentiate လွယ်မဲ့ဟာပေါ့နော်အဲ့ဒါဆိုတော့ဒီမှာ t ကိုယူထားပြီးမှ integrate လုပ်ရတဲ့ဟာ e power t dt အဲ့တော့သူ့ differentiate လုပ်မယ်ဆိုရင် du ကဘာနဲ့ညီမလဲ dt ပြီးတော့သူ့ integrate လုပ်မယ်ဆိုရင်တော့ v ကဘာလဲ e power t divided over 1ဆိုတော့ e power t ပဲ integration by parts ရဲ့ formula က uv minus integral of v du okay အဲ့တော့ u ကဘာလဲဆိုတော့ t v က e power t okay เนาะ minus integral of v က e power t du ကကြတော့ dt okay ဒီလိုရခဲ့ပြီအဲ့တော့ t e power t ကဘာမှလုံးစရာမလိုဘူးပြီးတော့ e power t ကို integration လုပ်တော့ဗာပဲရမှာလဲ e power t ပြီးတော့ constant ထပ်ပေါင်းပြီးလို့ရတယ် plus c အဲ့တော့ဒီနောက်မှာတူတဲ့ common ဖြစ်တဲ့ဘုံထုတ်လို့ရတဲ့ဟာ e power t ရှိတယ် e power t ဘုံထုတ်လိုက်တော့ t minus 1ဟုတ်တယ်နော် plus c okay ရခဲ့ပြီအဲ့တော့ဒီဘက်ကိုပြန်လာရေးမယ်ဒီ left hand side ကိုရှင်းထားတဲ့အဖြေကဒီမှာနော်1/3 1 plus y square the whole power 3 over 2 equal to left right hand side ကိုရှင်းတာ e power t t minus 1 plus c okay အဲ့တော့အဖြေကဒါရထားတယ်ပေါ့နော်ဒါကိုထပ်ရှင်းလို့ရသလားဆိုလို့ရှိရင်ထပ်ရှင်းမယ်ဆိုရင်တော့ရှင်းလို့ရတယ်ပေါ့နော်
ဒါပေမဲ့ကျမကတော့အထက်ရှင်းရင်ပိုးမှရှုပ်သွားမှာဆိုလို့ဒီမှာပဲရက်ထားမယ်ပေါ့နော်အဲ့ဆိုရင်အကယ်၍ထက်ရှင်းကြည့်မယ်ဆိုရင်တော့ဒီမှာဒီလိုဖြစ်မယ်အဲ့တော့ 1/3 1 plus y square 3 over 2 equal to e power t t minus 1 plus c ပေါ့နော်အဲ့တော့ c okay နော်အဲ့တော့ဒီမှာဆက်ရှင်းမယ်ဆိုရင်1 over 3ဟိုဘက်ကိုပို့လိုက်တော့ဒီမှာ1 over y square 3 over 2 equal to 3 e power t t minus 1 plus 3c okay เนาะပြီးတော့2 over 3ကိုဖြုတ်ချင်တော့1 plus y square equal to တကွင်းလုံးကိုပါတင်မလဲ3 over 2တင်ရမယ်เนาะ2 over 3 okay เนาะအဲ့ဒါဆိုရင်ကြည့်ပြီပြီးတော့နောက်တစ်ခုကကျတော့ y square equal to 3 e power t t minus 1 plus 3c the whole power 2 over 3 okay เนาะပြီးတော့ negative 1 okay အဲ့တော့ y ကိုလိုချင်တော့ plus or minus square root of 3 e power t t minus 1 plus 3c 2 power 3 minus 1 okay ဆိုတော့ဒါချက်ရှင်းမယ်ဆိုရင်တော့1ရဲ့အဖြစ်ရတာပေါ့နော်ဒါမှမဟုတ်လဲဒီ step မှာပဲရက်ထားလိုက်လို့ရပါတယ် okay အဲဆိုမေးချင်တာရှိရင် comment box မှာမိထားလို့ရပါတယ် thank you ပါ